တန်တရားတွေတဲ့တောင်းဝနေနဲ့လူတွေဟာငိုတလဲရီတလဲမင်းပိုင်ဆိုင်ခြင်းတဲ့ရောင်စုံလေးများလဲပြန်လာမဲ့တာဖြစ်ရိုးဖြစ်စင်မဲ့လာမစိုးအလုံးဖြစ်နိုင်တယ်ဘယ်သူကအမနဲ့ကင်းလို့လဲဘာမစိတ်မပူနဲ့ဘာမအားမငယ်နဲ့ဘာအတွဲမြဲရေဝဲမှလဲမျောလင်းလို့နေတဲ့အကုန်ပြီးပြေဆုံးတဲ့မြင်ဆုံးပန်းတိုင်းတော့နေလေတနေ့တော့ရောက်မယ်ကွယ်ဒီတန်တရားတွေတဲ့တောင်းဝနေနဲ့လူတွေဟာငိုတလဲဒီတလဲမင်းပိုင်ဆိုင်ခြင်းတဲ့ရောင်စုံမြင်းများလဲပြန်လာမဲ့တာဖြစ်ရိုးဖြစ်စင်ပဲ